ချစ်ခင်ရတဲ့မိတ်ဆွေများနဲ့မြမပြည်သူပြည်သားများကိုစိတ်နှလုံးညှိုးနှွမ်းစွာနဲ့ပဲနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ငရင်တန်ကြောင့်ပျက်စီးသွားတဲ့သို့မဟုတ်အနေငယ်ပျက်စီးသွားတဲ့ဓာတုတက်ခွဲခန်းတွေကိုဘလို့ရေးဖို့တုတ်ပြန်မယ်ဆိုတာကိုတင်ပြခဲ့တာအခုဆိုရင်ပိုင်းနှစ်ကိုရောက်သွားပါပြီ။ပိုင်းတစ်မှာတော့လင်တန်ကြောင့်ပျက်စီးသွားတဲ့လက်တွေကိုရေးဖို့တုတ်ပြန်တဲ့အခါမှာမြည်သည့်ပစ္စည်းတွေကိုယူဆောင်သွားတဲ့မြည်သည့်ချက်လက်တွေကိုတော့သိထားမယ်မြည်သူမြည်ပုံတတိထားဆောင်ရွက်ရမယ်ဆိုတာတွေကိုတင်ပြပြီးဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့လက်ထက်ရောက်သွားတဲ့အခါမှာပလင်းတွေပေါ်မှာသို့မဟုတ်နိုင်ငံတွေပေါ်မှာသို့မဟုတ်ကွန်တိန်နာတစ်ခုခုပေါ်မှာတွေ့နိုင်တဲ့သင်္ကေတတွေရဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ဒီပိုင်းကဓာတ်ခွဲခန်းကျွမ်းကျင်သူနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှာသိရှိပြီးဖြစ်တဲ့အတွက်ကြောင့်သိရှိပြီးဖြစ်တော်လည်းပဲရေးဖို့တုတ်ပြန်မဲ့သူဟာလက်နဲ့အစိမ့်သက်သက်ဖြစ်နေခဲ့မယ်ဆိုရင်တိထိုက်တာမို့လို့ထည့်သွင်းတင်ပြခြင်းဖြစ်ပါတယ်ပီတိုဂရန်တွေကတော့တမတ်ပုံရအမျိုးမျိုးရှိပြီမဲ့ရေပုံရတိထားတဲ့နာတော့ရုပ်တရက်ပြင်းပြင်းထန်ထန်အနေရရှိနိုင်တဲ့ physical heart hazard ကျမ်းမာရေးကိုစိုးစိုးဝါးဝါရေရှည်ရောအခုရောဖြစ်စေနိုင်တဲ့ heart hazard ဆိုပြီးအပိုင်းနှစ်ပိုင်းခွဲခြားဖော်ပြပေးမှာဖြစ်ပါတယ်အခုဖော်ပြပါပုံလေးကိုပလင်းကွန်ဘူးကွန်နဲ့အခြားကွန်တိန်နာတစ်ခုခုမှာတွေ့ခဲ့ဒီဓာတုပစ္စည်းဟာကျမ်းမာရေးအတွက်ထိခိုက်မှုရှိတယ်ဆိုတာကိုသတိထားပါမယ်အထူးသဖြင့်ကင်ဆာရောဂါမျိုးလိုက်ခြင်းမျိုးပွားမှုကိုဖျက်ဆီးခြင်းတက်ရှူလမ်းကြောင်းဆိုင်ရာယောဂများကိုရင်းငါများကိုစိတ်သင့်စေခြင်းအစရှိတဲ့ကျန်းမာရေးဆိုင်ရာပြဿနာများကိုဖြစ်ပွားစေပါတယ်ဒီပုံလေးကိုတွေ့ရင်တော့ရေနဲ့ရေနေတဲ့တော်ဟာရေနေပင်တွေကိုစိုးစိုးဝါးဝါထိခိုက်စေနိုင်တယ်လို့သိရှိရပါမယ် environmental impact နဲ့ပတ်သက်ပြီးသတိထားမယ်ပုံလေးဖြစ်ပါတယ်ဒီလို exclamation mark ကလေးတွေကိုတွေ့ရင်တော့ဖော်ပြပါပြဿနာများကိုဖြစ်ပေါ်စေပါတယ်ရေပြားနဲ့မျက်လုံးတွေယားနာခြင်းရေပြားဆိုင်ရာယောဂများပြင်းထန်သောစိတ်ပင်ခြင်း narcotic effect တက်ရှုလမ်းကြောင်းဆိုင်ရာထိခိုက်မှုများနှင့်မပြင်းထန်တဲ့အိုဇုံးလေယာထိခိုက်မှုကိုဖြစ်ပေါ်စေပါတယ်ဒီပုံလေးပါတဲ့ container ရဲ့ဓာတုပစ္စည်းတွေဒီလိုရိုးကောင်းပုံလေးကိုတွေ့မယ်ဆိုရင်တော့ပြင်းထန်တဲ့အစိတ်သင်ခြင်းကိုဖြစ်ပေါ်စေပါတယ်တက်အန်တီရဲ့ရှိပါတယ်ဒါကတော့ gas cylinder ကိုပုံဖော်ထားတာပါ under pressure မှာဖြစ်လို့သတိထားကင်တွယ်ရမှာဖြစ်ပါတယ် chemical under pressure ကိုလည်းပဲဒီပုံစံနဲ့ဖော်ပြလိရှိပါတယ်ဒီပုံလေးကတော့ရေပြားနဲ့တတ္တုတွေကိုစားသွားစီလောက်အောင်ပြင်းထန်တယ်တတ္တိရှိပြီးတော့တတ္တုတွေကိုလည်းစားသွားစေနိုင်ပါတယ်မျက်စိထဲဝင်ရင်တော့ချက်ချင်း damage ဖြစ်သွားနိုင်ပါတယ်သတိထားပါမယ်ဒါကြောင့်မို့လို့ safety goggles တွေကိုသုံးသင့်ပါတယ်ဒီပုံမြင်တော့ဒီမှာရှိတဲ့ဓာတုပစ္စည်းဟာကိုယ်တိုင်ဓာတ်ပြူအားကောင်းပြီးတော့ပြင်းထန်တဲ့ပေါက်ကွဲစေတတ်သောပစ္စည်းသို့မဟုတ် organic parasites တွေဖြစ်ကြောင်းကိုသတိထားဖို့လိုပါတယ် flame over circle ပုံလေးတွေ့ရင်တော့ဒီကောင်က oxidize ဖြစ်တဲ့ဓာတုပစ္စည်းဆိုတာတွေ့နိုင်ပါတယ်ဒီ oxidize ဖြစ်တဲ့ဓာတုပစ္စည်းကိုမြည်သည့်ပစ္စည်းတွေနဲ့ရောထွေးမထားအောင်ဆိုတာနောက်ပိုင်းမှာဖော်ပြပေးမှာဖြစ်ပါတယ်မီးတောက်ပုံကတော့မီးလောင်လွယ်ပြီးတော့ဖော်ပြပါပြဿနာတွေနဲ့ကြုံတွေ့နိုင်တဲ့ဓာတုပစ္စည်းအမျိုးအစားထဲမှာပေါင်းဝင်ပါတယ်တခါပလင်းတွေပေါ်မှာလည်းပဲဒီလိုပုံသဏ္ဍာန်နဲ့ဖော်ပြထားလိရှိပါတယ်အနေရရှိလားမရှိလားဒီဓာတုပစ္စည်းရဲ့ထိခိုက်စေနိုင်သောဒီဓာတုပစ္စည်းရဲ့နာမည်ဒီဓာတုပစ္စည်းရဲ့ MSDS ဒီဓာတုပစ္စည်းကိုဘယ်နေရာမှာထိမ့်သိမ်းထားသင့်တယ်လဲဒီဓာတုပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီပြီးတော့ additional product identifiers တွေကိုဖော်ပြပေးထားတာဖြစ်လို့ဒီလိုမျိုး levels တွေကိုသတိထားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဓာတုပစ္စည်းတွေရဲ့အနေရှိတဲ့ပြထားတဲ့သင်္ကေတတွေကိုသိရှိသွားပြီဆိုလို့ရှိရင်ဒီဓာတုပစ္စည်းတွေကို
တဲဆောင်ခြင်းသို့မဟုတ်စုပုံခြင်းပြုလုပ်တဲ့အခါမှာမိတို့ပြည်ပုံထားရှိရမယ်ဆိုတာကိုအခုဖော်ပြပါပုံလေးက M10 အကျိုးရှိမယ်လို့မြင်လို့ထည့်ပေးထားပါတယ်ဒီထက်ပိုတဲ့အချက်လက်တွေရှိပေမဲ့ဒါဟာအလွယ်တကူခွဲခြားလို့ရနိုင်တဲ့အခြေအနေရှိပါတယ်ဥပမာဆိုကြပါစို့ဘယ်ဘက်ကော်လန်ရဲ့ထိတ်ဆုံးနဲ့ row ရဲ့ထိတ်ဆုံးမှာ explosion ဖြစ်တဲ့ဓာတုပစ္စည်းနှစ်ခုကိုထားရင်အဝါရောင်မျက်နှာလေးကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒါဟာ compatible under the certain condition မှာပဲထားလို့ရတယ်လို့ဆိုလိုတာပါဒီလိုပေါက်ကွဲစေတတ်သောပစ္စည်းနဲ့ physical hard hazer ရဲ့ဒုတိယမြောက်ပုံဖြစ်တဲ့ oxidizer နဲ့ဆိုလို့ရှိရင်အနီရောင်မဲ့နေတဲ့မျက်နှာလေးကိုမြင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီဟာဒီ incompatible storage ဖြစ်ကြောင်းကိုဖော်ပြတာဖြစ်ပါတယ်တတိထားမှာဖြစ်ပါတယ် oxidizer နဲ့အခြား oxidizer physical hard hazer မှာရှိသော oxidizer ဒုကိုတော့အတူတူထိမ့်သိမ့်လို့ရကြောင်း compatible storage အနေနဲ့စိမ့်ရောင်ပြုံးနေတဲ့မျက်နှာလေးဖော်ပြထားတာတွေ့ရမှာဖြစ်ပါတယ်ထို့တူပဲ flammable liquid နဲ့ danger ဖြစ်တဲ့အယိုးကောင်းလေးနဲ့ဆိုလို့ရှိရင်ဒီပစ္စည်းနှစ်ခုဟာတူတူမထားသင့်ကြောင်း incompatible storage ဖြစ်ကြောင်းကိုဒီဇာတ်လေးကိုကြည့်ပြီးတော့အလွယ်တကူသိနိုင်ပါတယ်ဒါကြောင့်မို့လို့ဓာတုပစ္စည်းတွေကိုတနေရာမှာစုပုံထားဖို့သို့မဟုတ်အတူတူထားဖို့အတွက်ဆိုလို့ရှိရင်ဒီဇာတ်လေးကတော့ M10 အကျိုးများတဲ့ဇာတ်လေးဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်ဒီလိုဇာတ်မျိုးပုံသဏ္ဍာန်တူပြီးဒီထက်ပိုပြီးပြည့်စုံတဲ့ဇာတ်တွေကိုလည်းရှာဖွေပြီးတော့ရေးဖို့တုတ်ပြန်မဲ့သူဟာကင်တွယ်ဖြည့်ရှင်းသင့်ပါတယ်ထိန်းသိမ်းမှုသေးစိတ်အနေနဲ့တော့ chemical group တွေခွဲရပါမယ် flammable liquid ဒီကို store away from the oxidizer acid base တွေနဲ့ဝေးကွာစွာထားပြရမှာဖြစ်ပါတယ်ဖြစ်နိုင်တဲ့အခြေအနေကတော့အဲ့လိုမျိုးတွားထားမယ်ဆိုလို့ရှိရင် flammable liquid တွေကို oxidizer acid တို့မို့ base တွေနဲ့တွားထားခဲ့မယ်ဆိုရင်မီးလောင်ကျွမ်းခြင်းပေါက်ကွဲခြင်းဒါမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မလို့ဒီဇာတ်လေးရလည်းပဲဓာတုပစ္စည်းတွေကိုကင်တွယ်မဲ့ဓာတုပစ္စည်းတွေကိုတနည်းအားစုပုံမဲ့ရေးဖို့တုတ်ပြန်မဲ့ကုညီသူများအတွက်အသုံးကျတဲ့ဇာတ်လေးဖြစ်မယ်လို့ထင်လို့ဒါလေးကိုထည့်သွင်းဖော်ပြပေးရတာဖြစ်ပါတယ်ဒါလေးကတော့ထိမ့်သိမ့်ပုံသေးစိတ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့အနေနဲ့အပိုင်းနှစ်အနေနဲ့ဓာတုဗေဒတူလောင်ထားတဲ့ပလင်းတွေကွန်တိန်နာဒီပေါ်မှာထားတဲ့သင်္ကေတတွေနဲ့သူတို့ကိုမြည်သို့မြည်ပုံစုပုံသိမ်းဆည်းရမလဲဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြပေးထားတဲ့အတွက်ကြောင့်မို့လို့ရေးဖို့တုတ်ပြန်မဲ့သူအတွက် M10 မှအကျိုးများလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဓာတုပစ္စည်းများကိုတည်ဆောင်တော့မယ်ဆိုပါကလည်းရင်းနေမှာဖော်ပြထားသလိုမြင်သာထင်ရှားတဲ့အမှတ်သားတွေပြုလုပ်သင့်ပါတယ်လို့အပူဆောင်ပြောကြားပါရစေအားလုံးကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ခတ်သိမ်းမှကင်းကျင်းကြပါစေ